မိုးရင်းဘက်မှာ concrete လောင်းချင်းလုပ်ငန်းလုပ်ဆောင်တော့မယ်ဆိုရင်လည်းအရင်သတိထားရပါတယ်ကျွန်တော် plastic sheet အလုံးလောက်ရှိရလားပြီးရင်ကျွန်တော်တာပေါ်လင်မိုးကာစပေါ့နော်လောင်းပြီးရင်လည်းချက်ချင်းမိုးရွာလာရင်ရုတ်တရက်မိုးရွာလာရင်အုပ်ဖို့ပြုတ်ဖို့ဒါမျိုးတွေကြိုတင်စီစဉ်ထားရပါတယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်လောင်းနေတဲ့အချိန်မှာလည်းမိုးကာတေချာပြင်ဆင်ထားရပါတယ်ယာယီမိုးကာပေါ့နော်လောင်းတဲ့ area ကိုမီတာကျူများရင်များသလိုမျိုးတေချာပြင်ဆင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မိုးတွင်းမှာကျွန်တော်မိုးတဲ့လေထဲမှာလောင်းလိုက်မယ်ဆိုရင် concrete ရဲ့ strength က workability ရတော့ကျွန်တော်ကောင်းပေမဲ့လေ concrete strength အရင်ထိခိုက်နိုင်ပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကသတိထားရပါတယ်နောက်တစ်ခုကမိုးရင်းဘက်မှာကျွန်တော်တို့ဒီလိုမျိုး external web area တွေဆိုရင်ကျွန်တော်တို့ waterproofing လောက်ဆောင်ရတဲ့လုပ်ငန်းတွေပေါ့နော် waterproofing ကကြတော့ကျွန်တော်တို့ဒီ6သွင်းနေမှာကျွန်တော် waterproofing တုတ်ရတာအဆင်ပြေနိုင်ပါတယ်အဲ့ဒါမှလည်း waterproof လုပ်ငန်းက effective ဖြစ်မှာပေါ့နော်အဲ့တော့မိုးရင်းဘက်မှာ waterproof တုတ်လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးရာသီဥတုကောင်းတာကိုစောင့်ပြီးလုပ်ရတဲ့အတွက်ကိုကျွန်တော်တို့မိုးရင်းဘက်က site progress construction schedule တွေအပိုင်းမှာတော့နည်းနည်းလေးdelay ဖြစ်နိုင်တာလေးတွေရှိအဲ့ဒါလေးရောသတိထားရတာပေါ့နော်ပြီးတော့ high rise building တွေမှာဆိုရင်လည်းတတိထားပြီးပို့ပြီးဆောင်ရွက်ရပါတယ်မိုးရဲလေတဲ့ကျွန်တော်ဒီ live ဒီမိုးကြိုးအန်ရီတွေမိုးကြိုးလွဲတွေတေချာတက်ဆင်ထားလားဒါမျိုးလောက်ကင်နေစဉ်အတွင်းမှာ construction PDF မှာလည်းအဲ့လိုမျိုးတွေအဲ့တော့မိုးရင်းဘက်မှာတော့စောက်လို့ရလုံးလို့မရဘူးတော့ကျွန်တော်တို့နိုင်ငံမှာရာသီဥတု၃မျိုးရှိတယ်ဗမာနိုင်ငံဖြစ်တဲ့အတွက်ຫນွေမိုးဆောင်ဒါပေမဲ့မိုးရင်းဘက်မှာအလုံးမလုံးပဲနေလို့လည်းမရဘူးအဲ့တော့ construction ကတော့လုံးလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ risk assessment တွေကျွန်တော်တတိထားလုပ်ဆောင်ရမယ့်အချက်တွေကြိုတင်ပြင်ဆင်ရမယ့် planning ပိုင်းတွေဟိုတေချာလေး GU design နဲ့ပြင်ဆင်ပြီးမှလုပ်ဆောင်သင့်ပါတယ်ခင်ဗျာယုံကြည်မှုနဲ့အရေးသွေးရင်းခံဟေးပဲ